ရောက်တာနဲ့ကိုလေလိုင်းပေါ်မှာမတင်ရသေးခင်ကလေးရရင်ကိုအများကြီးအားပေးသွားတဲ့အတွက်ကြောင့်မို့လို့အခုအသေးဝတ်ထားတဲ့အထည်ရဲ့ဒီသုံးတယ်ရဲ့ဒါပဲပြန်มาတော့တယ်ဘာလဲဆိုတဲ့အခါကျချီဖောင်းကြအောင်မှာသူကလက်ရှည်ဘောင်းမိရှည်ပေါ့နော်ဒီလိုမျိုးလေးအသားလေးကကြတော့မြင်ရလားမသိဘူးအသားလေးကကြတော့ဒီလိုမျိုးအသားလေးအဲ့ဒါမှသူကလက်ရှည်ဘောင်းမိရှည်ဟာဝိယန်ကော်လန်နဲ့ရှည်ရွဲကျဲတည်တတ်ပေါ့နော်အိတ်ထောင်လေးလည်းပါတယ်လက်မှာဆိုလို့ရှိရင်ဒီလိုမျိုးအနားလေးအဲ့လိုလေးကုတ်ပေးထားရပေါ့နော်ချုပ်သားကတော့လုံးဝအမြင့်လိုင်းကိုတုံးထားတယ်အသေးရှိရဝယ်တယ်ဆိုလို့ရှိရင်ဈေးနှုန်းသက်သာရမယ်ချုပ်သားလုံးဝကောင်းရမယ်အဲ့ဒါကတော့လုံးဝအမှတ်ခံပါတယ်ဈေးသက်သာရတယ်ဆိုတာအသေးအခုမှအထည်ဒီအထည်လုပ်ငန်းအခုမှစလုပ်တာဖြစ်တဲ့အတွက်ကြောင့်မို့လို့အမျက်တကိုလည်းအများကြီးယူမထားဘူးပြီးတဲ့ခါကျတော့အသေးမှာဒီအထည်ရောင်းတာနဲ့ပတ်သက်ပြီးတော့မှကုန်စင်ရဆိုလို့ဒီအထည်မာတဲ့အထည်ဘိုးရဲ့ပြီးကြတော့ delivery ပေါ်တော့ဟိုပစ္စည်းအဲတန်စာခရဲ့ဒါပဲရှိတယ်ကျန်တဲ့ဟာဘာမှမကုန်ဘူးအဲ့ဒီအတွက်ကြောင့်မို့လို့ဈေးနှုန်းလည်းလုံးဝအသက်သာဆုံးနဲ့ရောင်းပေးထားတာဖြစ်ပါတယ်ဒီအထည်လေးကကြတော့ပေါင်ကြီးအပြည့်ဆိုရင်တော့ဟိုဟာထိ140ထိပို့လို့ရတယ်ပေါ့နော်ပေါင်ကြီးအပြည့်140ထိပို့လို့ရတယ်အယောင်ကကြတော့4ယောင်ရောင်းမယ်အခုအသေးဝတ်ထားအယောင်မြင်ရလားမသိဘူး तू ကဟိုဟာနဲ့မီးရောင်နဲ့ဆိုတော့လေဘယ်လိုပြမှန်းတော့မသိဘူး तू ကဒီလိုမျိုးလေးအယောင်လေးကဒီလိုမျိုးလေးအဲ့ဒါအသေးဝတ်ထားတဲ့အယောင်စီးကြတဲ့ခါကျတော့ဒီမှာဒီတယောင်ကကြတော့အပြင်မှာဆိုတော့ तू ဒီလိုမျိုးလေးအဲ့လိုအဝါလေးနဲ့ခရမ်းလေးနဲ့အဲ့လိုမျိုးလေးအရင်တက်တော့ပြီးတော့မဟုတ်ဘူးဒါပေမဲ့အဲ့လိုမိန်နေတာလည်းမဟုတ်ဘူးပေါ့နော်အဲ့လိုအကြောင်းလေးဒါလေးဆိုရင်အရင်လှပါတယ်သူကကြတော့အဲ့လိုမျိုးဟိုဟာလေးနဲ့အစိမ်းဒီလိုကြည့်ရင်တော့အစိမ်းလေးလိုမျိုးပေါ့နော်အစိမ်းနဲ့အဝါလေးနဲ့အဲ့လိုမျိုးလေးဘယ်လိုပြရမလဲမသိဘူးဟိုဟာအယောင်ကဟိုလောက်တော့တေချာမမြင်ရဘူးဖြစ်နေဒီလိုမျိုးလေးဒီလိုမျိုးလေးပေါ့နော်ဈေးနှုန်းကကြလို့ရှိရင်တော့တစ်စုံလေးယူမယ်ဆိုတော့19500တက်ပါတကယ်လို့3စုံကနေစပြီးတော့ယူမယ်ဆိုလို့ရှိရင်တော့16000ကျပ်နေရမှာပါအသေးရှည်ကနေပြီးတော့မှအထည်လေးတွေပေါ့နော်ဒီလက်ရှည်ဟိုကိုကကြတော့တယောက်တည်းဝယ်မှာတူးလေးကနေဝယ်မှာဒါပေမဲ့လက်ရှည်ရောလက်တူရောအဲ့လိုမျိုးလိုချင်တယ်ဆိုလို့ရှိရင်3ထည်ဘယ်ထည်ပဲယူပေါ့နော်လက်ရှည်တစ်ထည်လက်တူ2ထည်ဒါမှမဟုတ်လက်ရှည်2ထည်လက်တူ1ထည်ဘလို့ပဲယူ3စုံပြည့်တာနဲ့အသေးကလက်ကားဈေးနဲ့ပေးမှာပါဟိုအသေးရဲ့ဟိုဟာ TikTok CV ကနေပဲဖြစ်ဖြစ် Viber ကနေပဲဖြစ်ဖြစ်အသေးရဲ့ Facebook page ပေါ့နော်အသေး clothing ဆိုတဲ့အဲဒီ page messenger ကနေပဲဖြစ်ဖြစ်လာမှာလို့ရပါပြီအားလုံးပဲကျေးဇူးပါ